Okay ဒီနေ့ကျွန်တော်တို့ site syncing သင်ခန်းစာ၄ပေါ့နော်Legend ခန်း9အထိရောက်လာပြီဖြစ်ပါတယ်အဲ့ဒါတော့အခုကျွန်တော်အခမဲ့ပေါ့နော် sharing ပေးမယ် site syncing သင်ခန်းစာရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအပိုင်းအထိဆိုလာတဲ့အတွက်အားလုံးအနေနဲ့ပေါ့နော်ဒီကိုယ့်ရဲ့အတန်ကို warm up ကောင်းကောင်းလေးလုပ်လို့ရအောင်ကျွန်တော် warm up ပုံစံအနေနဲ့ site syncing ရေးထားပေးပါတယ်အဲ့ဒီ site syncing ကိုကျွန်တော်တို့အတူတူဆိုရအောင်လေ့ကျင့်ရအောင်နော် warm up ကျွန်တော်ရဲ့အတန် warm up အနေနဲ့သုံးလို့လည်းရတယ်တချင်းမဆိုခင်မှာ warm up လုပ်ခြင်းဒီ legend ခန်းသုံးလို့ရပါတယ် do do re mi re do 1 2 3 go do do re mi re do do re mi fa mi re do do re mi fa so fa mi re do do re mi fa so la so fa mi re do do re mi fa so la ti la so fa mi re do do re mi fa so la ti do ti la so fa mi re do 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 အတူတူနောက်တစ်ခါ 3 go do do re mi re do do re mi fa mi re do do re mi fa so fa mi re do do re mi fa so la so fa mi re do do re mi fa so la ti la so fa mi re do do re mi fa so la ti do ti la so fa mi re do 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 Okay လိုက်ဖတ်နိုင်ကြလားတကယ်လို့လိုက်ဖတ်နိုင်ရင်အားလုံးအနေနဲ့ပေါ့နော်ဒီ legend ခန်းတစ်ကနေလေးအထိလေ့လာရတာကြည်သွားပြီဖြစ်ပါတယ်ပေါ့နော်အားလုံးအနေနဲ့တခုခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက် page မှာကျွန်တော် music နဲ့ပတ်သက်တဲ့အကြောင်းတွေပါတယ်ထပ်ပြီးတော့မျှဝေပေးမလဲဆိုတာကိုထပ်ပြီးတော့စောင့်မျှော်အားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video bye bye